ပါ Tea Time to Talk ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ကဲ Tea Time to Talk ရဲ့ထုံးစံအတိုင်းကော်ဖီဖြစ်ဖြစ်လက်ဖက်ရည်ခွက်ဖြစ်ဖြစ်ဖြောပြီးကြပြီလားဖြောပြီးပြီဆိုရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြအောင်ဒီတစ်ပတ်ကျွန်တော်ပြောချင်တဲ့အကြောင်းအရာလေးကခေတ်ဟတ်ပြဇာတ်တော်ကြီးဘာလို့ခေတ်ဟတ်ပြဇာတ်တော်ကြီးလို့နာမည်ပေးလဲဆိုတော့ရှိကဝေသန္တရာဇာတ်တော်ကြီးထဲမှာပါတဲ့ဝေသန္တရာမင်းကြီးနဲ့လက်ရှိငါးမြီရနိုင်ငံခေါင်းဆောင်ကြီးကိုရှင်တွဲပြီးတော့ကျွန်တော်ကပြောပြသွားခြင်းလို့ကဲစလိုက်ကြအောင်ဝေသန္တရာဇာတ်တော်ကြီးထဲမှာကျွန်တော်တို့ပထမဦးဆုံးသိတာကစင်ဖြူကိစ္စစင်ဖြူကိစ္စဆိုတော့ဝေသန္တရာမင်းကြီးကတိုင်းပြည်မှာမိုးလေဝသမှန်စီမယ်အဖိုးတန်စင်ဖြူကြီးကိုသူများနိုင်ငံကလိုချင်တယ်လို့ဆိုပြီးတော့ရရရော်နဲ့ပေးလို့လိုက်တယ်အဲ့ဒီလိုပေးလိုက်တဲ့အတွက်ကြောင့်လေသူဟာထီးနန်းကိုစွန့်ပြီးတော့တောကိုထီးနန်းကိုစွန့်ခဲ့ရတယ်လက်ရှိခေတ်တဲ့မင်းကြီးကြတော့ပြောင်းပြန်နိုင်ငံရေးရာသီဥတုကပူလွန်းလို့ဆိုပြီးတော့စင်ဖြူကိုလိုက်ရှာတယ်မဖြူတဲ့စင်ကိုတောင်မှစင်ဖြူပါဆိုပြီးတော့ဇွတ်ဖြူပြီးတော့သူကမွေးထားတယ်ပြောရမယ်ဆိုရင်တော့စင်ဖြူကိုမှီပြီးတော့အာဏာသိမ်းတာပေါ့နောက်တစ်ခုကနန်းစွန့်တဲ့ကိစ္စဝေသန္တရာမင်းကြီးတုန်းကတိုင်းသူပြည်သားတွေကမင်းကြီးလုပ်ရက်ကိုမကျေနပ်ဘူးထွက်သွားပါလို့ဆန္ဒပြအောင်မရှိတယ်မင်းကြီးကသူ့ရဲ့သားတွေမယားတွေကိုလက်ဆွဲပြီးတော့ခြေချင်းလျှောက်ပြီးတော့တောထွက်သွားတယ်တိတ်ခါရှိပဲနော်ဒီဘက်မင်းကြီးကြတော့ပြည်သူတွေကတန်မုံတွေတီးပြီးတော့မောင်းထုတ်လမ်းပေါ်ထွက်ပြီးဆန္ဒပြမောင်းထုတ်နီးမျိုးစုံနဲ့မောင်းထုတ်ဒါတောင်မှပဲငါမထွက်ဘူးဆိုပြီးတော့ကလတ်ထိုင်းမှာနာမည်အမျိုးမျိုးပြောင်းပြီးတော့ဖတ်တော်နေတယ်အခုဆိုရင်တောထွက်ဖို့နေတာတေးမှာဆိုလို့နေပြည်တော်ကနေတောင်အပြင်မထွက်တော့阿喵နောက်ပြီးတော့အလှူဒန်းပေးတဲ့စတိုင်လေးပေါ့ဝေသန္တရာမင်းကြီးကတတကမဟာဒါနဆိုပြီးတော့ကိုပစ္စည်းတွေကိုကုန်အောင်လှူတယ်လက်ထဲမှာဘာမှမကြံတော့အောင်လှူတယ်ဒီဘက်မင်းကြီးလည်းလှူတာပါပဲကိုပစ္စည်းတော့မဟုတ်ဘူးပေါ့ပြည်သူပိုင်ပစ္စည်းနဲ့ဖျားတယ်တယ်ကြောင်းဆောက်တယ်တော့ဝေသန္တရာမင်းကြီးကကိုဟာကိုလှူတာဒီဘက်ကျတော့လှူပုံလေးကပိုးတင်းတာလေးကတစ်ချက်ကလှူခြင်းသမျှလူတွေကသူ့ရှိလာအပ်သူကနေပြီးတော့ခွဲချမ်းစိတ်ဖြာပြီးတော့ပေးမယ်နောက်ပြီးတော့တာရီသမီးကိစ္စဝေသန္တရာမင်းကြီးကဇာလီနဲ့ကနာစိန်ကိုလာအလူခံတဲ့အတွက်ကြောင့်သူများလက်ထဲကိုထည့်လိုက်တယ်ဒီဘက်ခင်မှာကြတော့ပြောင်းပြန်ရှိသမျှ project တွေဒီငါသားငါသမီးကိုပဲလှူရမယ်ဆိုပြီးတော့သူကအလူခံနေတယ်ပြောရမယ်ဆိုလို့ရှိရင်တော့သားသမီးအတွက် project အလူခံတဲ့ဘေးပေါ့အဲ့ဒီဝေသန္တရာဇတ်တော်ကြီးထဲမှာဗီလင်ကြီးတယောက်ရှိတယ်အားလုံးသိမှာပါစူစကားပုံနာပေါ့လက်ရှိခေတ်မှာကြတော့
စုစကားပုံနာကတော်တော်များနေပြီဗျစဉ်းစားကြည့်ကျွန်တော်တွေးရတဲ့လောက်တော့စုစကားပုံနာ3ယောက်ရှိတယ်နံပါတ်1စုစကားပုံနာကအရင်စုစကားပုံနာနဲ့တော်တော်လေးဆင်တယ်ဇက်တော်တွေကစုစကားကကလေးတွေကိုကျိုးနဲ့တုပ်ရိုက်နှက်ပြီးတော့တရွတ်တိုက်ခေါ်သွားတယ်လက်ရှိမှာလည်းအဲ့လိုပဲဒီစစ်မှုထမ်းစင့်ခေါ်ရေးအဖွဲ့ဆိုတဲ့ကောင်တွေကလူငယ်တွေကိုအိမ်ထဲထိဝင်ဆွဲလမ်းမှာတွေ့လမ်းပေါ်ဖမ်းတွေ့ကြရနေရပေါ်တာဆွဲဒါကစုစကားလက်တရဲ့ကလေးချစ်စိတ် trafficking style ပေါ့နောက်ထပ်စုစကားတစ်ယောက်ကကြတော့အိမ်ကြီးချင်းစုစကားကြီးတွေအထူးသဖြင့်မြောက်ပိုင်းစုစကားကြီးပေါ့လက်ရှိငါးမီယာမင်းကြီးအကြက်ရိုက်နေတဲ့အချိန်မှာငါတို့ကိုစိတ်ကမ်းပေးမလားငါတို့ကိုတဘာဝတက်ငွေပေးမလားဆိုပြီးတော့အခွင့်ကောင်းကိုယူပြီးတော့တောင်းနေကြတာသူတို့ကဘင်းပြောသေးတယ်မင်းကြီးတိုင်းပြည်အေးချမ်းရင်ကျွန်ုပ်တို့ကိုဒီစီမံကိန်းထိုးရလိုက်မျက်နှာပြောင်တိုက်ပြီးတော့တောင်းနေတဲ့ပုံကစုစကားတော့အဖေခေါ်ရမယ်ကိနောက်ဆုံးစုစကားကြတော့သူကခရိုနီစုစကားကအစားအသောက်တွေကိုအငမ်းမရစားပြီးဗိုက်ကွဲတည်တယ်ဒီဘက်ကစုစကားတွေကတော့တိုင်းပြည်ဘဏ္ဍာကိုအငမ်းမရစားပေမဲ့ဗိုက်မကွဲပဲနိုင်ငံခြားဗန်စရင်တွေပို့ပြီးတော့ပွားလာတယ်တော်တော်ဆိုးတယ်ဗျညီကုန်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့ဝေဒန္တရာဇက်တော်ကြီးထဲမှာကတိုင်းသူပြည်သားတွေကနောင်တရပြီးတောထဲထိလာပင်လို့တိုင်းပြည်ကိုဝေဒန္တရာမင်းကြီးကပြန်အုပ်ချုပ်ခဲ့တယ် happy ending လေးပေါ့ဗျာဒီဘက်ကဇလန်းထဲမှာတော့ပြည်သူတွေကတောထဲထိတော့လိုက်ရှာမှာပဲဗျဒါပေမဲ့ပြန်ပင့်ဖို့တော့ဟုတ်မယ်မထင်ဘူးဗျအေး तू ကလည်းတောထဲတော့ပြေးမယ်မထင်ပါဘူးကဲခမရတော့ဒီခေတ်သစ်ဇက်တော်ကြီးမှာဘာတွေထပ်ပြီးတော့ပေါင်းကျင်သေးလဲကွန်မန့်မှာရေးပေးသွားခဲ့ပါဦးအားလုံးကိုနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကို like subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်လည်းလုပ်ပေးသွားကြပါဦးအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေဘေးအန္တရာယ်အမျိုးမျိုးမှကင်းဝေးကြပါစေ